စ်သူကိုယုံကြည်တာကကောင်းပါတယ်ဒါပေမဲ့ကွန်ဒုံးကိုယုံကြည်တာကပိုပြီးစိတ်ချရတယ်နော်ဘာလို့လဲဆိုတော့မတော်တဆဆိုတာနောင်တရဖို့မဟုတ်ဘူးလေပထမဆုံးချိန်ဆိုရင်ကိုယ်ဝံမရနိုင်ဘူးလို့ဘသူပြောလဲအဲ့ဒါအလိန်ညာကြီးပါစစ်မှန်တဲ့အချစ်ကအကာအကွယ်နဲ့လာတာပါအသားဝေလှဖို့ပဲဂရုစိုက်နေတာလားကိုယ့်ရဲ့တကိုယ်တွေလိမ်ပိုင်းဆိုင်ရာတန့်ရှင်းရေးကလည်းကျမ်းမာရေးအတွက်အမှတ်ပဲနော်ရာသီလာနေတော့ဘိုက်အောင်တာကိုအောင်ဤသေးခံမနေနဲ့ကိုယ်ခန္ဓာကိုယ်အကြောင်းကိုသိဖို့လိုသလိုလိုအပ်ရင်ဆရာဝန်နဲ့ပြဖို့လည်းမရှက်နဲ့ဦးအပြင်ပန်းကြည့်ုံနဲ့ယောဂရှိမရှိမသိနိုင်ဘူးနော်ချစ်သူအစ်စ်မတွဲခင်နှစ်ယောက်လုံးစိတ်စစ်တာကအရှက်ရစရာမဟုတ်ဘူးအပြန်လန်တန်ဖိုးထားတာပါကုံတော့ကိုသွားနဲ့ကြိုက်ဖောက်ရင်ပေါက်ပြဲသွားနိုင်ပါတယ်လက်ချောင်းလေးတွေနဲ့ပဲတေးသေးချာချာဖောက်သုံးပြီးပါစိတ်ချရတဲ့အကာအကွယ်အတွက်သတိပြုပါအရေးပေါ်တားဆေးကပုံမှန်သုံးဖို့မဟုတ်ပါဘူးမတော်တဆဖြစ်တဲ့အခါနိုင်အတွင်းတောက်မှသာထိရောက်ပါတယ်မှန်ကန်စွာအသုံးပြုပါ no ဆိုတာ no ပါပဲတိတ်နေတာက yes လို့အတိတ်ဖယ်မရဘူးနော်နှစ်ဦးသဘောတူမှလားပျော်ရွှင်မှုဆိုတာတကယ်ရှိတာပါ